အားလုံးမင်္ဂလာပါဗျာကျွန်တော်တို့လက်ရှိရောက်နေတာကကျွန်တော်တို့ဒီချင်းတွင်းမြစ်ဘေးနားမှာပါကျွန်တော်တို့ခုနကကျွန်တော်ညနေထွက်သွားတယ်ပေါ့ခုနကကျွန်တော်တို့ဒီဘက်ချင်းတွင်းမြစ်ကျော်မှာရှိတဲ့ဒီအကျန်းဘတ်တွေတို့ဒီဆက်လေးတွေကိုဟိုဆက်ကြီးကောက်တဲ့နေရာတွေကိုဒီလုံညိုးတစ်ဖုံနဲ့တွားရှင်းတာပေါ့ဗျာတွားရှင်းတဲ့အခါမှာကျွန်တော်လိုက်သွားတယ်ပေါ့လိုက်သွားတယ်လက်ရှိကျွန်တော်တို့ဒါချင်းတွင်းမြစ်ဘေးနားရိုက်နေတာတော့အကျန်းဘတ်သမားတွေကတော့ဗျာတို့ဒီရေချောင်းကနေတို့ဆက်ကြီးတွေကောက်တယ်ပြီးရင်ကျွန်တော်ကုန်းလန်းနေဆက်ကြီးတွေကောက်တယ်နီလန်းမျိုးစုံနဲ့တို့ဒါပြည်သူလူထုရဲ့အပိုင်ဆိုင်မှုတို့နီလန်းမျိုးစုံနဲ့တို့ယူတယ်လုံညိုးတပ်ဖွဲ့ဝင်တွေကတော့တို့ကျွန်တော်တို့ဒါတောက်လျှောက်ရှင်းလင်းမှုတွေလုပ်တာပေါ့ဗျာတိုးတော်လည်းပဲကျွန်တော်တို့ဒါအချိန်တစ်ခုတော့လိုတာပေါ့အချိန်လေးတော့ကျွန်တော်တို့ဒီအချိန်တဖြည်းဖြည်းတော့ပါမှာပေါ့ဗျာဒီလုံညိုးတပ်ဖွဲ့ဝင်တွေကတော့တောက်လျှောက်ကျွန်တော်တို့ဒီရှင်းလင်းမှုတွေကတော့တောက်လျှောက်ရှိတယ်လက်ရှိကျွန်တော်တို့ဒီမုံရွာမျိုးကြီးကတော့ဒါတော်တော်လေးဒါတည်ငြိမ်သွားတယ်အရင်တော့အကြမ်းဖက်သမားတွေကဒီမုံရွာမျိုးတွေကိုကျွန်တော် short တိုက်တုံးနဲ့ပြစ်ခတ်မှုတွေကမကြာခဏရှိတယ်ဒီနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ဒီတန်တွေကတော်တော်လေးတိတ်ဆိတ်သွားတယ်တော်လေးတိတ်ဆိတ်သွားတယ်အကြမ်းဖက်သမားတွေလှုပ်ရှားမှုတွေကတော်တော်ကြီးကိုကျွန်တော်ပပျောက်သွားတယ်တိုးတော်လည်းပဲကျွန်တော်တို့ဒီမုံရွာမျိုးပေါ်မှာဒီစိန်ခေါ်မှုတစ်ခုရှိနေတာကဒီပြန်ပေးဆွဲတာပေါ့ပြန်ပေးဆွဲတဲ့အခြေအနေကတော့ကျွန်တော်တို့စိန်ခေါ်မှုတွေရှိနေစေဖြစ်တယ်အဲ့ဒီပြန်ပေးဆွဲအဖွဲ့တွေကိုဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတနည်းဒီကျွန်တော်တို့ဒီတပ်မတော်နဲ့ဒီတစ်ဖက်ကျွန်တော်တို့စစ်ဘက်ရပ်ဘက်ကျွန်တော်တို့ပူးပေါင်းပြီးတော့ဒီဆောင်ရွက်မယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီပြန်ပေးဆွဲပေးတဲ့ကိစ္စတွေကကျွန်တော်ပပျောက်သွားမှာဖြစ်ပါတယ်ရခိုင်ကတော့ကျွန်တော်တို့မုံရွာမျိုးကနည်းနည်းလေးပေါ့ဗျာလူပြောများကြတွေရှိခဲ့တာပေါ့တိုးတော်လည်းပဲလက်ရှိအခြေအနေမှာကျွန်တော်တို့ဒါအကြမ်းဖက်သမားတွေဒါမျိုးချင်တာမကတ်နိုင်အောင်တော့ကျွန်တော်တို့ဒါလုံခြုံတပ်ဖွဲ့ဝင်တွေဒါကျွန်တော်တို့တိုင်းပြည်အစိုးရအဖွဲ့ဒါကျွန်တော်တို့ဒီတိုင်းမှုပေါ့ဗျာကျွန်တော်တို့ဝန်ကြီးချုပ်ကြီးရောဒီဘက်တိုင်းမှုရောပူးပေါင်းပြီးတော့ကျွန်တော်တို့အရပ်ဘက်စစ်ဘက်ပူးပေါင်းဆောင်မှုကတော်တော်လေးအားကောင်းတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမုံရွာမျိုးကြီးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တည်ငြိမ်မှုတွေရှိတယ်ဒါကျွန်တော်တို့အရှိတရားပဲဒီညမှာကျွန်တော်တို့တစ်ခုရှိတာကပြောကြတစ်ခုရှိတာကတော့အဓိကကတော့ကျွန်တော်တို့ဒါပြန်ပေးဆွဲတဲ့အဖွဲ့ပေါ့ဗျာဒီပြန်ပေးဆွဲတဲ့အဖွဲ့ကိုဒါကျွန်တော်တို့ကဒီတီမိမိရှင်းနိုင်သွားပြီဆိုရင်တော့မုံရွာမျိုးကြီးကကျွန်တော်တို့တကယ်ကိုကျွန်တော်တို့တာယာတဲ့မျိုးကြီးဖြစ်သွားမှာဖြစ်ပါတယ်လက်ရှိကျွန်တော်ဒါချင်းတွင်းမြစ်ဘေးနားနဲ့ရိုက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းခုနကဒီနေမြေရှင်းလင်းတဲ့လမ်းကြောင်းတွေမှာကျွန်တော်တို့ကိုယ်တိုင်လိုက်သွားတယ်အချင်းတွေကျွန်တော်တို့ဒါမြင်ရတယ်အဲ့တော့အကြမ်းဖက်သမားတွေကတော့ဗျာဒီစစ်ကြောင်းလာပြီဆိုတော့သူပြေးကြလွှားကြတာပါပဲသူတို့ကဗျာဒီချောင်းပြင်းမြောင်းပြင်းပဲသူတို့လုံနိုင်တာပါတော့အားလုံးကျွန်တော်အန်ဒီကင်းပါတယ်အကြမ်းဖက်သမားတွေကျွန်တော်တို့တောက်လျှောက်ဒါကျွန်တော်ရေချောင်းမှာတော့တောက်လျှောက်ရှင်းလင်းမှုတွေလုပ်တယ်ဆက်ပြီးတော့လည်းကျွန်တော်တို့ဒါလက်ရှိနေတဲ့အချိန်နဲ့ဆက်ပြီးတော့ကျွန်တော်အချိန်ဟုံမြင့်မြင့်ဒါဆက်ပြီးတော့ရှင်းလင်းမယ်လို့တော့ကျွန်တော်သိရတယ်အားလုံးကျေးဇူးတင်ပါဗျ